မင်္ဂလာပါပူအိုက်တဲ့လူရဒီမှာချင်းကလေးတစ်ခွက်တော့ချက်စားဖြစ်တယ်ဗျာအိမ်တိုင်းချက်နေကြကစွန်းရက်နဲ့ချမောင်ရက်ချင်းကလေးတစ်ခွက်ပါပဲထူးထူးခြားခြားတော့ဘာမှပါမလို့ပါဘူးကစွန်းရက်နဲ့ချမောင်ရက်ကိုရင်းလေးအထက်ထက်တော့ဆေးဖို့တော့လိုပါပေါ့ကစွန်းရက်နဲ့ချမောင်ရက်မှာကတ်နေတဲ့ပုံလေးတွေပြီးပြောင်းလဲဖို့ပါပဲစက်တုံဖြူလေးတွေထုံးလန်တိုင်းနဲ့ပြီးတော့ထောင်းမယ်ပေါ့ဗျာညစိတ်ထဲမှာလင်းရှိတယ်ငါအိမ်မက်တွေမပြောက်ဘူးတနေ့အားတလာတယ်ငါဘဝကိုလာအောင်ပစုံရချင်းလေးအရသာရှိဖို့အတွက်ပစုံကြောင်လေးပါထည့်ပြီးထောင်းပါတယ်ပစုံရချင်းလေးဆက်ချက်မယ်ဆိုရင်တော့ဒီလိုထောင်းထားတဲ့စက်တုံဖြူလေးထည့်ပါမယ်စားနေဝင်စိမ့်ဖို့ငပိခါလေးထည့်ပါမယ်ဗျာအကြောင်းတင်မဟုတ်အရသာမဟုတ်ခါလေးထည့်ပြီးတော့ကျွန်တော်တို့လည်းလိုက်ပါမယ်ဗျာကျွန်တော်တို့နေပြီးွားရင်တော့စီလေးနဲ့ငယ်ထည့်ပြီးတော့ဖုံးလေးအုပ်ပြီးတော့ဆက်ချက်ပါမယ်ဗျာပစုံရနဲ့ချမောင်ရက်ကိုသူ့အရေးလေးနဲ့ပဲကျွန်တော်တို့လုံးပါမယ်ဗျာပစုံရနဲ့ချမောင်ရက်ကိုနှိုးပြီးနောလာလို့ဆိုတော့ကျွန်တော်တို့ဒီလေးထည့်ပါမယ်ဗျာကျွန်တော်ကအချင်းကိုရေအများကြီးနဲ့မချက်ချင်တာဖြစ်တဲ့အတွက်ရေတော့အများကြီးထည့်ပါမယ်စိတ်ထဲမှာမျောလင်းချက်တွေပြန်လင်းလာပြီမနေ့ကခဲတွေထားခဲ့မယ်ဒီနေ့ဘဝကိုပြန်စားတင်မယ်ငါလန်းကိုငါကိုယ်တိုင်ရွေးမယ်ချင်းလေးပွက်ပြီးဆိုတော့မြို့ကြီးချင်းတော်လေးတွေခတ်ပြီးတော့ရေလေးအနည်းငယ်ကြားဆောင်ပြီးတော့ချလို့ရပါပြီဗျာဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်ခြေကူနိုင်ပြီးတော့အစင်းနဲ့ကျမ်းချအောင်ချင်ပြီငါဘဝကိုငါတီးဆောင်မယ်ဒီနေ့ကစတင်နေနေညစိတ်ထဲမှာလင်းရှိတယ်